လာကပင်အခြေအနေအရဘရင်ဘန္နာတော်ငွေများကသိုးပွားမှုလျှော်နှဲနေရာတွင်မိဖုရားကြီးစုဖျားလက်ကစိတ်ရှိသည်မြပေးကမ်းစွန့်ကြဲမှုပြုလေရှိရာအတုံးစရိတ်ငွေတော်များကအကုန်အကျပုံမူလာသည်ထီယုံများဖွင့်လှစ်၍ပိုခွန်တော်ငွေများရှာတော့လဲဘန္နာတော်အခွန်သိုး၍ရသည်နှင့်မကာမိအောင်ပင်တိုင်းလူပြည်သားတို့ဘက်ကထီလောင်းကစားမှုကြောင့်ဆင်းရဲဒုက္ခရောက်ကြရသူတွေများလာသည်ဖြင့်ထီပွင့်ခြင်းကိုပင်ရက်ဆိုင်ပြစ်လိုက်ရသည်မဲတော်စင်ပြူမရှင်မိဖုရားကြီးတွေ၎င်းရွှေပြည်မင်းကြီးကင်းဝန်မင်းကြီးအစားရှိတော်မြော်မြင်တတ်သည့်ပညာရှိမူးတော်မတ်တော်ကြီးများကဒီဘောမင်းတရား၏စိတ်တော်ပြော့ညံ့မှုစုဖျားလက်၏ထက်ထက်မြက်မြက်ထင်သည်မြဩဇာအာဏာသုံးလျက်အနိုင်အထက်ပြုနေမှုရှင်တော်မင်းသားမောင်မောင်တို့အုပ်စုကတကူအာဏာပြ၍တခင်အားရကြွန်ပါဝနေမှုတို့ကိုစိတ်တိုင်းမကြတီတို့ခေါင်းချင်းရိုက်နေကြရလေသည်မဲတော်စင်ပြူမရှင်သည်ပင်ကင်းဝင်မင်းကြီးတို့နှင့်တိုင်ပင်ကတီဘောမင်းတရားနေရာတွင်အခြားသောမင်းသားတစ်ပါးဖြင့်အစားထိုးရန်အကြံဖြစ်ပေါ်လာခဲ့ရပြန်သည်တို့ရာတွင်ရွှေပြည်မင်းကြီးဦးဖိုးလိုင်နှင့်ကင်းဝင်မင်းကြီးဦးကောင်းရဏချောင်းမင်းကြီးများမှာအလွန်အကင်းပါလာတော့စုဖျားလက်၏အလိုနှင့်ဂျာရူးတွေကိုကြိုတင်ချထားပြီးဖြစ်တော့ကြောင့်နေရာတိုင်းမှာမကြံသာအောင်ရှိလာရုံတွင်မကတိုင်းသာမင်းကြီးတို့အုပ်စုကမိဖုရားအလိုအကျနေရာတိုင်းမှာလွှမ်းမိုး၍နေပြီဖြစ်လေသည်ဒီပြည်နှင့်ဒီမင်းမှာကြာရှည်တည်ရနိုင်မည့်အရေးလက္ခဏာမမြင်အင်္ဂလိပ်နယ်ချဲ့၏အန္တရာယ်ကလည်းကြွက်ကိုချောင်းနေတော့ကြောင်တွင်အလွန်ပင်နီးနေကြောင်းမင်းကြီးမင်းသားများစွာကိုရက်ဆက်စွာတပ်ဖြတ်လိုက်သည်ကိုအကြောင်းပြလျက်အရေးပိုင်ကောင်စစ်ဝန်ရုတ်တရက်ရန်ကုန်ပြန်သွားတော့တရင်ကလည်းတိုင်းသူပြည်သားနှင့်နန်းတွင်သားနန်းတွင်သူတို့ကတူလောတွေးတော်၍ဘဝင်မကြနိုင်အောင်ရှိနေကြလေသည်မြေလူတွေမြေမြဘဝင်မကြတော့လဲနန္ဒဆမိဖုရားကြီးစုဖျားလက်နှင့်၎င်း၏ပတ်ဝန်းကျင်တို့ကရွှေနှန်းစည်းစိမ်ကိုစံစားမပြတ်ပျော်လျက်ရွှင်လျက်ပေးကမ်းစွန့်ကြဲလျက်သာဘယင်နှင့်မိဖုရားကိုမိခိုအားထားလျက်ဓာတ်ထက်တကိုးထွားနေကြတော့မောင်မောင်တို့ရနောင်မင်းသားနှင့်သူ၏အပေါင်းမာတို့ကလည်းပပလွှားလွှားနှင့်အလွန်တွင်ကျယ်နေကြသည်ရနောင်မင်းသားမောင်မောင်တို့ဆိုလျှင်မင်းကြီးမင်းသားကြီးများ၏အခွင့်အရေးအစဉ်အသန်းကိုရနေသူဖြစ်သည့်အတိုင်းမိမိရရှိသောအခွင့်အရေးကိုအပြည့်အဝရယူစံစားနေသူဖြစ်လေသည်အထူးသဖြင့်ကျွန်တော်မောင်မောင်တုတ်သည်မိမများစွာထားသည်သူသည်မင်းသားဖြစ်သည်မင်းကြီးမင်းသားဆိုလျှင်ကျင်ညာဇနီးအများအပြားထားလေရှိသည့်အတိုင်းသူလည်းကျင်ညာတော်ပေါင်းများစွာထားမည်မင်းကြီးမင်းသားများထပ်ပို၍ထားအောင်မည်အတတ်နိုင်ဆုံးမင်းတော်မင်းသားကြီးနှင့်ညီတော်အိမ်ရှိဆန်ကနောင်မင်းသားကြီးတို့မိဖုရားကျင်ညာပေါင်း90မြရှိလျင်သူက100ပြည့်အောင်ထားမည်ဟုသူ့အချစ်တော်နီးစပ်သူမိတ်ဆွေများကိုပြောကြားလေရှိသည်ပြောသည့်အတိုင်းလဲမင်းသားဖြစ်၍နှစ်အနည်းငယ်ကလေးအတွင်းမှာပင်အိမ်သူမယားပေါင်း100နီးပါးထားရှိလိုက်သူဖြစ်လေသည်ကျွန်တော်မင်းသားမောင်မောင်တို့၏စံနေတော်စံရင်တော်မှာမင်းကြီးမင်းသားအထူးသဖြင့်အိမ်ရှိမင်းများစံနေမြဲဖြစ်တော်မြောက်အိမ်တော်ခေါ်စံနှင့်အလားတူအဆောင်ဆောင်အခန်းခန်းနှင့်တလွန်ညောင်ဆောင်မီအောင်နေရန်ပါဂရိပါခြေတင်ကုန်စတော်မင်းခမ်းမင်းသားဝင်အသုံးဆောင်ပစ္စည်းများအပြည့်အစုံပြုပြင်ထားပြီးနှင့်ကျင်ရတော်များ၏အဆောင်များကလည်းအသီးအသီးရှိခဲ့ကြရာကျင်ရဇနီးတွေတဖြည်းဖြည်းများပြားတိုးပွားလာလေတိုင်းအဆောင်ကိုတစ်ဆောင်ပြီးတစ်ဆောင်ချဲ့၍စောက်လာရတော့ကြောင့်အဝေးကကြည့်လင်မန္တသဲဝိုင်းကြီးတစ်ဖွဲအိမ်တော်ကြီးကကျယ်ဝန်းလာကြောင်းနဲ့တိမီလိုက်သူတိုင်းတန်တော်ပြောမဆုံးဖြစ်ခဲ့ရလေသည်ကျွန်တော်မောင်မောင်တို့ဒီမြို့ရဲရက်ထဲတွင်နာမကရောက်လေသည်များမြို့နယ်များကချောမောလှပတော့အမျိုးသမီးလေးများကိုတွေ့မြင်လေတိုင်းစင်ရဲချမ်းသာမရွေအမျိုးအနွယ်အနှိမ့်မြင့်မရွေသိမ့်ပိုက်ကကျင်ရမြောက်ခဲ့သူဖြစ်သည်အစင်းလှလင်သူနှစ်သက်လင်လင်းရှိမယားများကိုပင်လင်းကိုငွေရော်၍
တင်းယူကျင်ရမြောက်လေရှိရာထိုခေတ်ကနာမည်ကျော်ဇက်မင်းသမီးနှောင်းတွင်းကြီးမြို့သူမက်လေးကိုတဘောကျလာပြီးဇက်ပွဲကအပြီးစောင့်၍စင်နှင့်တင်ခိုးယူလာပြီးမက်လေး၏လင်ယောက်ျားကိုငွေနှင့်မယားအစားပေးပြီးတကြီးရာထူးပါချီးမြှင့်လိုက်သည်၎င်းမက်လေးမှာစင်နှင့်တင်ခိုးခံရတော့ကြောင့်စင်ခိုးမလေးဟုနာမည်တွင်သွားခဲ့လေသည်မယား100လောက်ကိုလှလှပပပြင်ဆင်ကျွေးမွေးရတော့ဇရိတ်ကလည်းနဲလာသည်မဟုတ်မင်းခါစားရမှရတော့ငွေစားကအသုံးစရိတ်မမျှလာပြီတို့တော့မောင်မောင်တုတ်တီမိမိတကိုးအာနာနှင့်အပိုးဝင်ငွေများစွာရရှိအောင်ရှာကြံနိုင်သူဖြစ်သည်ထို့ပြင်ရှင်မင်းနှင့်မိဖုရားထံတကားမရှိဓားမရှိဝင်ထွက်နိုင်သူဖြစ်၍လက်ညှိုးညွှန်ရာရွှေဖြစ်သည်ငွေဖြစ်သည်သူသည်လိမ္မာပါနတ်စွာနှင့်သူ့အဖို့အစဉ်ပြေစေသည်ညီမြအခွင့်အာဏာရသည်ဖြစ်စေရွှေငွေနှင့်မိမတနာရှာရာတွင်အရှင်တခင်ပိုင်နန်းတွင်လူများကို၎င်းနန်းတွင်ပစ္စည်းရတနာများကို၎င်းမြည်သည့်အခါမျှကျူးလွန်ခဲ့ခြင်းမရှိပေဤမြသစ္စာရှိသူဖြစ်လေသည်သူသည်သူ့ဘဝမင်းကြီးမင်းသားဘဝ၏စီးစိမ်ချမ်းသာကိုအပြည့်အဝခံစားသူဖြစ်သည့်အတိုင်းသူ၏ကျေးဇူးရှင်အရှင်တခင်တီဘောဘုရင်မင်းတရားကိုလည်းမိဖုရားကြီးအပြင်မြောက်နှန်းအလယ်နှန်းအနောက်နှန်းစတော့မိဖုရားကြီးများကိုဝဲရထား၍စံစားတော်မူနေသည်ကိုကြည်မြင်လိုသူဖြစ်သည်တို့ရာတွင်စုဖျားလက်ချုပ်ချယ်ထားမှုကြောင့်နန်းရမိဖုရားလေးပါးထားရန်ဝေးစွာဗိဒ္ဓခံပြီးမိဖုရားကြီးဖြစ်သူစုဖျားကြီးကိုပင်လက်ခံခြင်းမပြုရရှာတော့တီဘောမင်းတရားအတွက်စัจ जा ကအခမ်းရခတ်နေခဲ့သူဖြစ်ရာဤကိစ္စမျိုးမှာအသာအစီများကိုမောင်မောင်တုတ်ကဖြိုဖျက်ပေးရန်အမြဲကြံစတွေးဆွလျက်တင်ပေးလာခဲ့သူဖြစ်လေသည်တနေ့နေ့တကွေ့ကွေ့တွင်မူဖြစ်သည့်နီလန်းကိုရှာကြံဖန်တီးပေးမည်ဟုတေးထားသူလည်းဖြစ်ပေသည်မိမတနာကိစ္စနှင့်ရန်အောင်မောင်မောင်တုတ်နှင့်မကြာခဏရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့ရသူတဦးလည်းရှိလေသည်ထိုသူကရွှေလံမြို့ဝန်ဦးချက်ဖြစ်လေသည်ဦးချက်သည်လည်းမိမလိုက်စားမှုဘက်ကအစွမ်းထက်သူဟုနာမည်ကျော်ခဲ့သူဖြစ်လေသည်ရွှေလံမြို့ဝန်ဦးချက်သည်လွတ်တော်ဝင်ကြီးဝန်တော်အတွင်းဝင်များလောက်တနိုင်ငံလုံးကိုခြုံ၍တကိုးမဖြတ်နိုင်စေကမူရတနာဘုံရွှေမြို့တော်ဝန်ဆိုတော့ဂုံထူးနှင့်မြို့ပေါ်ကရာဇဝတ်ပြစ်မှုကျူးလွန်သူတို့အပေါ်တွင်သာမကရာဇဝတ်ကောင်များကိုပင်ကြည်ကြက်ရသူဖြစ်လေသည်ထို့ကြောင့်သူ့အလိုက်အထိုက်တကိုးရှိလေရာထိုအခါကရနောင်မောင်မောင်တုတ်ဤရှမ်းရှမ်းတောက်နေတော့တကိုးအဲ့ဒီဘက်ကိုမူသူကမတုနိုင်တက်တိချင်းပြိုင်နေရနောင်ကနိုင်မြဲဖြစ်လေသည်ရတနာဘုံရွှေမြို့တော်၌ရွှေမြို့တော်ဝန်တဦးဒီမဟုတ်သုံးဦးထားရှိရလေသည်မင်းတို့မင်းတရားကြီးလက်ထက်တွင်ပင်မြို့ဝန်3ဦးရှိ၍တီဘောမင်းလက်ထက်မှာလည်းမြို့ဝန်3ဦးပင်ရှိသည်မင်းတို့မင်းကြီးလက်ထက်ကမြို့ဝန်3ဦးမှာမြို့ဝန်ဥတာဦးမင်္ဂလာအိမ်တော်ပါဘွဲ့မှာမင်းကြီးမဟာမင်းခေါင်သူရှိန်မြို့သားမြို့ကိုစားရသည်မင်းကြီးများကဲ့သို့မိုးကြိုးထွေးခံရသည်တနှစ်လင်လစာငွေတော်1000စားရသည်မြို့ဝန်ဥပေစီဘွဲ့မှာမဟာမင်းတင်စီသူရင်းတော်မြို့ကိုစားရသည်လစာငွေတော်တစ်နှစ်8000စားရသည်ရအောင်မြင်မြို့သားမြို့ဝန်မှာမင်းကြီးမဟာမင်းခေါင်ကြော်တင်ပွဲရသည်လစာငွေတော်တစ်နှစ်8000စားရသည်ဒီဘောမင်းတရားလက်ထက်မြို့ဝန်3ဦးရှိသည်ဥပေစီရင်းတော်မြို့သားမင်းကြီးတိရိမဟာဇေယဂါမဏိဘွဲ့နှင့်ဆက်လက်ခံထားသည်လစာငွေတော်တစ်နှစ်8000စားရသည်ရွှေလံမြို့ဝန်ကောလင်းမြို့သားမင်းကြီးမဟာမင်းခေါင်နော်ရထားဘွဲ့ရလစာတစ်နှစ်8000စားရသည်အကပတ်မြင်းဝန်မြို့ဝန်ဘွဲ့မှာမင်းကြီးမဟာမင်းတင်ရာဇာကျော်ပင်လယ်မြို့ကိုစားရသည်လစာတစ်နှစ်8000စားရသည်အဆိုပါမြို့ဝန်3ဦးနဲ့မြို့ဝန်ကြီးဥပေစီမှာတီဘောမင်းလက်ထက်၌အသက်အရွယ်ကြီး၍တကြောင်
မင်းနှစ်ဆက်အမှုထမ်းရ၍တကြောင်ပိုမို၍ဩဇာအာဏာရှိသည်အကပတ်မြင်းဝန်မြို့ဝန်မှာအကပတ်လူမျိုးမြင်းသက်ကိုအုပ်ချုပ်ရသူဖြစ်သည်ရွှေလံမြို့ဝန်မှာတီဘောမင်းလက်ထက်မှာထက်ခံထားသူဖြစ်လေသည်မိုးနဲ့အရေးခင်းမှာလည်းစစ်တပ်နှင့်အတူအမှုထမ်းရသူဖြစ်လေသည်မိဖုရားကြီးစုဖျားလက်တီသားတော်ရွှေကိုတော်ကိုနမ်းမတော်ဆောင်ကြီးပေါ်တွင်မိရှုတက်ဆင်ဖွားမြင်တော်မူလေသည်ထိနှံဆက်ခံနိုင်မိသားတော်ကိုဥစွာဖွားမြင်ခြင်းကြောင့်တီဘောမင်းနှင့်စုဖျားလက်တို့မှာအထူးဝမ်းမြောက်ဝမ်းသာဖြစ်လျက်ယူရပိုက်ထွေး၍အားမရမီသုံးလရာခန့်ရှိသောအခါတာဦးဖြစ်သူရွှေကိုတော်ကလေးမှာကြောက်ရောဂါနှင့်ရွှေနန်းတော်ပေါ်တွင်ပင်ကွယ်လွန်အနှိမ့်ဆရောက်ရရှာလေသည်ဘုရင်နှင့်မိဖုရားတို့မှာဝမ်းနည်းပူဆွေးမဆုံးဖြစ်ကြရလေသည်နန်းတော်သူနန်းတော်သားတို့မှာလည်းအိမ်ရှိပူလင်အိမ်နောက်မချမ်းသာဆိုသောစကားအတိုင်းညှိုးငယ်ဝမ်းနည်းစွာရှိနေကြရလေသည်ဘုရင်နှင့်မိဖုရားသည်ပြည့်စည်ခဲ့သောအနိဋ္ဌာယုံများကိုသူတို့ကိုယ်တိုင်နှင့်တကွာရွှေနန်းတော်သူရွှေနန်းတော်သားများအား၎င်းရတနာဘုံနေပြည်တော်နှင့်နိုင်ငံတော်တဝန်းလုံးအားအိဋ္ဌာယုံပျော်ရွှင်မှုများနှင့်ဖုံးလွှမ်းစေမည်ဟုရည်ရွယ်လျက်အလှူအတန်းပွဲလန်းတပင်များတပြိုင်နက်တည်းပြုလုပ်ခင်းကျင်းကြရန်စီမံဆောင်ရွက်စီသည်ဒီဘောမင်းတရားနှင့်မိဖုရားကြီးစုဖျားလက်တို့သည်ထိုမြမကမိမိတို့ကိုယ်တော်တိုင်လည်းဘုံကျက်ရတော်တိုးတက်စေခြင်းကထီးဆောင်မင်္ဂလာမဟာဥက္ကင်တဖွင့်တော်မူပြီးလင်တိရိပဝေတနာဗိဒိတ်တွန်းခံတော်မူရန်ဆိုင်ရာဝန်ကြီးမူကြီးများအားရှေးစာဟောင်းစာတန်းဟောင်းများနှင့်ရွှေဘုံဏီတန်းပါထုံတန်းစင်လာနှင့်အညီအချိန်နှရီရက်မြတ်မင်္ဂလာအခါတော်များရွှေစီစီမံချဲရှိသည်များစီမံပြုလုပ်ကြစေဟုအမိန့်တော်ပြန်တန်းထုတ်တော်မူလိုက်လေသည်ထို့ကြောင့်ရွှေနန်းတော်ကြီးအတွင်းအပြင်ရတနာဘုံရွှေမြို့တော်ကြီးအတွင်းအပြင်နှင့်တကွာနိုင်ငံတော်တဝန်းလုံးအုံအုံချိန်ချိန်ပျော်ရွှင်နှစ်သိမ့်စွာစီမံဆောင်ရွက်ဖွယ်ရာကိစ္စအဝဝတို့ကိုတာဝန်ကျသူတိုင်းကုတန်းသွာလာဆောင်ရွက်ကာနေကြရလေသည်ဒီဘောမင်းတရားကြီးနှင့်မိဖုရားကောင်ကြီးစုဖျားလက်တို့ပြုလုပ်မည်ဖြစ်သောတိရိပဝေဒနာဗိဒိတ်ခံရန်အခမ်းအနားတွင်ရှစ်ပါးသောပုံနာတော်ကြီးများကဗိဒိတ်ရွတ်ဆိုသွန်းလောင်းကြရမည်ဖြစ်ရာဗိဒိတ်တော်ပန်းများထည့်ရမည်ဖြစ်သောနဝရ9ပါးစီချေသည့်ရွှေဖလားကိုကန်ရမည်တူမှာရာဇဗိဒိကကျမ်းဤထုံနှန်းအစဉ်အလာတိုင်းအပြစ်6ပါးကင်းစင်သည့်ဂေါရီအရွယ်မှကုံမာရီနယ်တို့ပြောင်းဝင်စာကညာစဉ်မိမ့်မလကလေးတူဖြစ်ရမည်ဟုဆိုထားလေသည်ယင်းဤစာဆိုကျမ်းထွက်နှင့်ကိုက်ညီသောမူကြီးမတ်ရာမျိုးနွယ်ဝင်ကညာစဉ်ကိုရှာဖွေရွေးချယ်ရန်အလုတ်တာဝန်တစ်ခုမှာရန်အောင်မျိုးစားလက်သုံးတော်ကြီးမောင်မောင်တုံနှင့်ဘရင်အိမ်တော်ပါစာဆိုတော်ကြီးတောင်တမန်လဲစားစီးတော်မြင်းဝန်ရွှေတိုက်ဆိုးမောင်ဖေငယ်တို့အပေါ်သို့တာဝန်ကျရောက်လာသည်ထို့ကြောင့်မိမိတို့အပေါ်တွင်ကျရောက်လာသောတာဝန်ကိုစိတ်ရောကိုယ်ပါမျက်နှာအားရဆောင်ရွက်လိုလာ၍ကျမ်းထွက်အရာအချော်ဆုံးအလားဆုံးကညာစဉ်တဦးကိုရှာပွေကြရလေသည်ရွှေနန်းတော်အတွင်းမှာနန်းတွင်းရှိဝန်ကြီးမူကြီးမြို့စားရွာစားများကလည်း၎င်းတို့နှင့်နီးစပ်ရာအချောအလားအရွယ်အသင့်ဆုံးအမျိုးသမီးတို့အားရှာဖွေရေးတာဝန်ယူရသောမောင်မောင်တုတ်တို့အားညွှန်ကြားကူညီကြလေသည်နောက်ဆုံးတွင်အနှစ်သက်ဆုံးအကိုက်ညီဆုံးတစ်ယောက်ကိုတညီတညွတ်ထဲရွေးချယ်မိကြလေသည်တညီတညွတ်ထဲကကျန်းကန်ထွက်နှင့်ကိုက်ညီလှပေသည်ဟုအရွေးအချယ်ခံရသူအမျိုးသမီးကလေးတွေကဒိုင်းအတွင်းဝန်မင်း၏သမီးခင်ခင်ကြီးဆိုသူကလေးဖြစ်လေ၏ခင်ခင်ကြီးအားဒိုင်းအတွင်းဝန်၏သမီးဖြစ်ခြင်းကြောင့်ဒိုင်းခင်ခင်ကြီးဟု၎င်းဒိုင်းခင်ခင်ဟု၍၎င်းခေါ်ကြသည်ဒိုင်းအတွင်းဝန်မင်းမှာခမ်းဘတ်မင်းကြီး၏သားဖြစ်လေသည်မင်းတော်မင်းတရားကြီးလက်ထက်ခမ်းဘတ်မင်းကြီးကိုဝန်ကြီးခန့်ပြီးတော့အခါ၎င်း၏သားဥပိုးကြီးကိုဒိုင်းဝန်ခန့်သည်နောက်ဒီဘောမင်းတရားလက်ထက်တွင်ဒိုင်းဝန်ကို
အတွင်းဝင်ခန့်ပြန်တော့ကြောင့်ဒိုင်းအတွင်းဝင်ဟုခေါ်ခြင်းဖြစ်လေသည်ထို့နောက်ပကံမြို့ကိုမြို့စားပေးပြန်သည်ဖြင့်ပကံအတွင်းဝင်ဟုလည်းခေါ်ကြသည်ဒိုင်းအတွင်းဝင်ဦးဘိုးကြီးမင်းသမီးဒိုင်းခင်ခင်ကြီးမှာသမီးအရင်မဟုတ်ဒိုင်းအတွင်းဝင်ကြောမှာသားသမီးမထွန်းကားပေအတွင်းဝင်ကြောကြီးမောင်အရင်ဖြစ်သူဇနတ်ပလာစင်ဝန်ဦးဖိုးထင်ဤသမီးဖြစ်၍သူမအရင်ကိုငယ်စဉ်ကပင်အပိုင်ယူ၍သမီးရင်းအဖြစ်မွေးစားခြင်းခံရသူဖြစ်လေသည်ဒိုင်းခင်ခင်ကြီးသည်ရာဇဖိတေကကျမ်းထွက်နှင့်အညီ9ရက်သောကောင်းခြင်းလက္ခဏာနှင့်ပြည့်စုံ၍6ပါးသောပစ္စာမညိအကျင့်သိက္ခာရှိလျက်အမျိုးနွယ်ဤစင်ကြယ်တန်ရှင်းခြင်းဂေါရီနှင့်ကုမာရီနှင့်အကူထူးမြတ်သောရုပ်စင်းတရံကြံရင်လက္ခဏာရှင်ဖြစ်၍ဗိဒ္ဓတော်ဆက်ကညာစဉ်အဖြစ်ရွေးချယ်လိုက်ကြခြင်းဖြစ်လေသည်ဒီဘောဘယင်မင်းနှင့်အကမေဒီမိဖုရားကြီးစုဖျားလက်တို့သည်ရွှေထီးရွှေနန်းသက်ပြီးနောက်ဘုံကျက်ရီတိုးတက်စေရန်ထီဆောင်မင်္ဂလာမဟာဥက္ကင်တဖွင့်တော်မူ၍တိရိပဝေဒနာဗိဒ္ဓတွန်းခံတော်မူရန်အခမ်းအနားကျင်းပမည့်နေ့ရက်တို့တိုင်ရောက်လာခဲ့သောအခါရွှေနန်းတော်တစ်သက်ပတ်လည်နှင့်ရွှေနန်းတော်ကြီးပတ်လည်တို့မှာစင်သက်မြင်းသက်ယထာသက်ခြေလင်းသက်စာတော်စစ်အင်္ဂါ၄ပါးတို့ဖြင့်ကျင်းပဝိုင်းရန်ထားလေသည်မြေနန်းတော်ပေါ်ဤဝဲရတို့တွင်ကနေရတော်နေမင်းကြီးမင်းသားများမူတော်မတ်တော်များစော်ဘွားမျိုးစားများဝန်စုမူးစုစုရေးစုကံတရေတကြွယ်တို့ကထုံးစံအတိုင်းအသီးသီးခါစားလျက်ရှိနေကြသည်ရင်ပြင်ဝန်းကျင်၌လည်းအတိအမုတ်မျိုးစုံလင်းစွာဖြင့်ဝဲရအငိမ်များနှင့်အောင်စီတော်များရွံ့လျက်ဗိဒ္ဓတော်ဆက်ဆံရာမှာပုံနာတော်များကလည်းရွတ်ဖက်စင်သပြီးလင်ဗိဒ္ဓတော်ရေစင်နှင့်ဗိဒ္ဓတော်ပန်းများပါရှိတော်ရတနာ9ပါးအသည့်ဖြင့်ပြုလုပ်ထားသောရွှေဖလားကိုအစင်းလက္ခဏာကောင်းခြင်း9ဖြာဖြင့်ပြည့်စုံသူဗိဒ္ဓတော်ဆက်ကညာစဉ်ဒိုင်းခင်ခင်ကြီးကအရှင်သပါး၏အနီးတွင်ကင်မြောက်ကခါစားနေရသည်အခါတော်ရောက်လင်ထီဆောင်မင်္ဂလာမဟာဥက္ကင်တဖွင့်တော်မူပြီးတိရိပဝေဒနာဗိဒ္ဓရေသွန်းခံတော်မူ၍တိဘောမင်းတရားကြီးကတိရိပဝရယာတိတယာလောကာဓိပတိပဏိတာမဟာဓမ္မယာဇာတိယာဇာဟုသောဘွဲတစိတ်နာမန်ကိုခံယူတော်မူပြီးလင်နမတော်မိဘယံကောင်ကြီးစုဗျာလက်မှာတိရိပဝရမဟာရာဇိန္ဒာပိသူဓမ္မယရဏစာနာဒေဝီဟုသောဘွဲတစိတ်နာမန်ကိုခံယူတော်မူလျက်ဘုံကျက်တည်ဖွင့်ဗိဒ္ဓခံအခမ်းအနားကိုအောင်မြင်စွာကျင်းပတော်မူလေသည်နန်းတွင်နန်းပြင်နှင့်တကွာရွှေမြို့တော်၄ပြင်၄ရက်တို့မှ၎င်းနိုင်ငံတော်သဝန်းလုံးတွင်တော်၎င်းပျော်ရွှင်ပွဲရာပွဲလန်းတပင်များကိုတရင်တပတ်လည်အောင်ဆင်နွှဲစေသည်ထို့နောက်နန်းတော်မြို့ရိုးအပြင်ဘက်ကျုံးတော်၄မျက်နှာတို့တွင်လည်းတဲပြူရာဇမတ်ခင်းခြင်းတပြေပန်းနှင့်ရေချမ်းအိုးများစိုက်ဆောက်ကပြည်သူလူထု၏အလေးအနက်ပြုခြင်းများကိုခံယူရန်အရှင်နှစ်ပါးကကျုံးတော်တွင်မှရေကင်းတံများဖြင့်ပြည်သည့်ရွှေလေရွှေလောင်းတို့ခြံရံတော်ကရဝိတ်ရွှေဖောင်တော်ကိုစီးကာကျုံးတော်၄မျက်နှာတပတ်ပြည့်အောင်လှည့်၍ပြည်သူများကိုမေတ္တာတုံ့ပြန်အဖူးမြော်ခံကာစံနန်းတော်ကြီးတို့ပြန်၍ဝင်တော်မူကြလေသည်မင်းမြောင်မင်းလွယ်ကိစ္စတို့ကြောင့်တကြောင်တုတ်တင်ခံရတော်မင်းသားများကိစ္စကြောင့်တကြောင်အလိုတော်ရှိမင်းမြောင်စိုးကတ်တို့၏မလိုတမျိုးနိုင်ထက်စီးနှင်းပြုမှုတို့ကြောင့်၎င်းဥကောင်းမြမဖော်ဝတ်အောင်ကြောက်ရွံ့၍ထိုင်းမိုင်းတွေဝေစိတ်သောကပွေလျက်ရှိကြရှာတော်နေပြည်တော်သူနေပြည်တော်သားတို့မှာပျော်ပွဲရှင်ပွဲများကြောင့်ညီညူနောက်ကြည့်နေသောစိတ်များသည်လေပွဲလန်းတပင်ဒီဟုသောရေစင်နှင့်ပတ်ဖြန်းခြင်းခံရသောကြောင့်ကိတ္တခဏမြအေးချမ်းပျော်ရွှင်မှုကိုရရှိသွားကြလေသည်နန်းတော်တွင်မှလည်းပျော်ရွှင်မှုကြောင့်မငြိမ်မသက်လှုပ်ရှားခြောက်ခြားနေကြသောစိတ်များအနှစ်အနေထိုင်၍သွားကြကာဒီဘရင်နှင့်ဒီနန်းတော်ပေါ်မှာဖြစ်သလိုပျော်ပါတော့မည်ဟုစိတ်နှလုံးဒုံဒုံချထားလိုက်ကြလေ၏ရာဇပဝေဒနာဗိဒ္ဓတော်ခံ
အခမ်းအနားကြီးပြီးစီးသွားခဲ့သည့်နောက်ပိုင်းတွင်နတ်မတော်ကြီးစုဖျားလက်သည်စိတ်တော်အထူးကြည်သာလျက်နှစ်သက်ပျော်ရွှင်စွာမောင်မမိတ်တန်ချွေရန်တစုတို့အားမြောက်စားတော်မူရာမှာအခမ်းအနားပြုလုပ်စဉ်ကဗိဒိတ်တော်ဆက်ကညာစဉ်အဖြစ်ရွေးကောက်ခံရသူဒိုင်းခင်ခင်ကြီးကိုတရိရတော်မူပြီးအပားတော်တွင်ခေါ်ယူ၍သူကောင်းပြုတော်မူလိုကြောင်းအမိန့်ရှိသောအခါရနောင်မောင်မောင်တုံနှင့်တောင်တမန်လယ်စားစာဆိုတော်မောင်ဖေငယ်တို့ကဒိုင်းအတွင်းဝင်မဲနှင့်ဝန်ကတော်ထံလာရောက်အကြောင်းကြားရလေသည်ဒိုင်းအတွင်းဝင်မဲနှင့်ဝန်ကတော်တို့မှာမြောက်စားတော်မူလိုသည်ဆိုသောအမိန့်တော်ကြောင့်ဝမ်းမြောက်ဝမ်းသာနှင့်ပင်သမီးခင်ခင်ကြီးအားမိဖုရားကြီးစုဖျားလက်၏နမ်းမတော်အဆောင်တော်တို့လာရောက်ပို့ဆက်ထားကြရလေသည်နန္ဒခါစရင်းအချိန်ကမူကြီးမတ်ကြီးတို့သမီးကလေးများကိုစုဖျားလက်အဆောင်တော်အတွင်းတွင်လာရောက်ခါစားစေသည်၎င်းတို့အားအပြူတော်တစ်ကလေးများအဖြစ်မြို့စားရွာစားပွဲအမည်ယာရုအသစ်များပေးသနာလေးရှိသည်ရခင်အိမ်တော်ပါအပြူတော်အထင်းတော်များမှာအရွယ်ရောက်ကြပြီးသူအိမ်တော်ကြပြီးသားသမီးများနှင့်ပင်ဖြစ်နေကြရာ၎င်းတို့မှာလည်းစုဖျားလက်အပား၌ခါစားထမ်းရွက်မြေထမ်းရွက်ကြရလေသည်မူးမတ်သမီးအပြူတော်ငယ်အသစ်ကလေးများမှာမူအသက်အရွယ်8နှစ်မှ73နှစ်အရွယ်အတွင်းတွင်ရှိပြီးအလွန်ငယ်ရွယ်သူကလေးများဖြစ်ကြလေသည်ဒိုင်းခင်ခင်ကြီးကဲ့သို့73နှစ်သမီးအရွယ်ရွယ်သူမသိမ့်မယိမ်းဖြစ်သောပင်အတွင်းဝင်မင်း၏သမီးကလေးတဦးကိုလည်းစုဖျားလက်ထံပါ၌စေစားတော်မူထားသည်ယင်းအမျိုးသမီးကလေးမှာပင်အတွင်းဝင်မင်း၏သမီးဖြစ်လေသောကြောင့်ပင်ခင်ခင်ကြီးဟု၍အမည်ရှိသည်ရုပ်ရည်လှပမှုကြံရလက္ခဏာပြည့်စုံမှုတို့တွင်ဒိုင်းခင်ခင်ကြီးနှင့်ပင်ခင်ခင်ကြီးတို့မှာအည်အသွေးမျှသောဗရမများယရနာတစုံကဲ့သို့ရှိသူများဖြစ်လေသည်ဒိုင်းခင်ခင်ကြီးရောက်လာသောအခါပင်ခင်ခင်ကြီးနှင့်အရွယ်သူရုပ်ဆင်းအင်္ဂါလှပကြော်ရှင်းမှုခြင်းအတူတူဖြစ်၍မြင်ရသူတို့ကြည့်၍မယောင်ရဲနိုင်အောင်ပင်ရှိကြလေသည်ပင်အတွင်းဝင်မင်းနှင့်ဒိုင်းအတွင်းဝင်မင်းတို့သည်ရနောင်မင်းသားမောင်မောင်တို့စာဆိုတော်တောင်တမန်လယ်စားမောင်မောင်ဖေတို့နှင့်ဆွေမျိုးရင်းချခဲ့တို့ပင်မူလကပင်အကျွမ်းတဝင်ဝင်ထွက်နေကြသူများဖြစ်ယုံမကတောင်တမန်လယ်စားမောင်မောင်ဖေမှာဘိုးတော်ဖျား၏သားတော်ရွှေကူမင်းသား၏မြေးတော်တော်ဆက်သောကြောင့်မင်းတွေမကင်းသူဖြစ်ပြီးလျှင်ဒီဘောမင်းတရားနန်းရှိရွှေကျောင်းတော်တွင်စတင်ချိန်9နှစ်10နှစ်သားအရွယ်ကပင်အတူတကွနေထိုင်ရသူဖြစ်သည်ဒီဘောမင်းတရားထက်9နှစ်မြတာအသက်ကြီး၍ထိုစဉ်ကကလေးတငယ်အရွယ်သာရှိသေးသည်မိဖုရားကြီးစုဖျားလက်အပားတော်၌ခါစားရတော့မှုတမီမတ်တမီအပြူတော်ကလေးများအများအပြားရှိသည်၎င်းတို့မှာမြို့စားရွာစားချင်းမြင့်ထားခြင်းခံရသူများကပထနဂိုမြို့စားခင်လေး8နှစ်သမီးညောင်မင်းသားမြို့စားခင်လေး8နှစ်သမီးမြင်ကုန်းမြို့စားခင်လေး9နှစ်သမီးတောင်တွင်းချောင်မြို့စားခင်တန့်8နှစ်သမီးညောင်လှရွာစားညောင်လှခင်လေး8နှစ်သမီးပုံးမူရွာစားပုံးမူခင်လေး8နှစ်သမီးရင်းမာချောင်းရွာစားခင်လေး8နှစ်သမီးတာယာဝတီရွာစားခင်လေးကလဝွန်ဤသမီး9နှစ်သမီးဖောင်ကျင်းရွာစားခင်စာလိတ်9နှစ်သမီးငပဲမြို့စားခင်လေး8နှစ်သမီးတရက်ချောင်းမြို့စားခင်လေး9နှစ်သမီးညောင်ဝန်တော့မင်းသမီးညောင်ဝန်ခင်လေးကြီး8နှစ်သမီးမြေရူးဝန်မင်းသမီး9နှစ်ကြောင်မြောင်းအတွင်းဝန်သမီး8နှစ်ပင်နာမင်းသားမောင်မောင်ပြောင်းသမီးတောင်တာမျိုးစား8နှစ်ပင်အတွင်းဝန်မင်းသမီး12နှစ်ဒိုင်းအတွင်းဝန်မင်းသမီး13နှစ်လယ်ကိုင်းဝန်မင်းသမီးလယ်ကိုင်းခင်လေးကြီး10နှစ်သမီးမြစ်စင်ဝန်မင်းသမီး8နှစ်ပေါစိန်ရွာစားခင်မီ17နှစ်မရယာမျိုးစားခင်လေး10နှစ်စကိုင်းဝန်သမီးအပြူတော်မမမြင့်19နှစ်အပြူတော်ပင်လယ်မျိုးစားခင်ပု19နှစ်သမီးအပြူတော်တကောင်းခင်ပု19နှစ်အပြူတော်မကြီးကန်ရွာစားခင်လေး18နှစ်သမီးအိမ်တော်ပါနှင့်တကွကြံအပြူတော်အသက်20နှစ်
20အထက်တို့ကအိမ်တော်မာများကြည်၎င်းဝန်ကတော်များဒီ၎င်းအများအပြားရှိကြလေသည်၎င်းတို့ကိုနမ်းမတော်ဆောင်တွင်တိုင်းသာမင်းကြီးသမီးပရိန်းမျိုးစားအပြိုတော်ကြီးကကြီးမှုအုပ်ချုပ်၍တက်ငယ်ပိုင်းတွင်မူပရိန်းတခင်ကောအပြိုတော်ကြီးချွေးမတော်သူမန္တကြီးရွာသားကထိန်းချုပ်ကုတ်ကဲခြင်းပြုရလေသည်ထို့ကြောင့်မိဖုရားကြီးစုဖျားလက်ထံတွင်ခါစားနေထိုင်ရသူအပြိုတော်ကြီးငယ်ရွယ်လက်တို့ကပရိန်းတခင်နှင့်၎င်း၏ချွေးမမန္တကြီးရွာသားတို့၏ဩဇာကိုနာခံကြရသည်ကြောက်ရွံ့လေးစားကြရသည်ထိုသူနှစ်ဦးသည်စုဖျားလက်မှလွဲလျင်အနောက်ဆောင်မဲမိမတို့အပိုင်းတွင်အာဏာအရှိဆုံးပုဂ္ဂိုလ်များဖြစ်ကြလေသည်မိဖုရားကြီးစုဖျားလက်ကလည်း၎င်းတို့နှစ်ဦးအားအထူးယုံကြည်တရားတော်မူရီကတကြောင်၎င်းတို့ကလည်းစုဖျားလက်၏လက်ယုံတစ်ပတ်ဖြစ်၍ချက်ဆူနှကွက်ကမိတောက်နိုင်သူမျက်နှာရိပ်မျက်နှာကဲကြည့်လျက်နှုတ်တွက်လက်တွက်အကျိုးတော်ဆောင်ရွက်နိုင်သူများဖြစ်လေသည်ပင်ခင်ခင်ကြီးမှာဒိုင်းခင်ခင်ကြီးတဲ့ဆော၍စုဖျားလက်ထက်တွင်ထွက်ဝင်ခါစားနေပြီးသူဖြစ်လေသည်ပင်အတွင်းဝင်မင်း၏အမည်မှာဥဆန်ငိမ့်ဟုခေါ်သည်ပင်မြို့ကိုစားရတော့ကြောင့်အတွင်းဝင်ဂုံတူးနှင့်တွဲဖက်လျက်ပင်အတွင်းဝင်မင်းဟုခေါ်ခြင်းဖြစ်သည်ပင်ခင်ခင်ကြီးဖခင်ပင်အတွင်းဝင်မင်းဥဆန်ငိမ့်သည်အတွင်းဝင်ဆိုသည့်အတိုင်းနန်းတော်ဘော်တွင်သာအမှုတော်ထမ်းရသူဖြစ်သည်1948ခုနှစ်ညောင်ရမ်းမင်းအရေးကြောင့်ခေတ္တတွားရသည်မှပါပင်းမြို့သူတွားရောက်အုပ်ချုပ်၍နေထိုင်ရသူမဟုတ်ပင်းမြို့ရာဇာတိလည်းမဟုတ်ပေပင်းမြို့ကိုစားရတော့အတွင်းဝင်သာဖြစ်လေသည်ပင်းမြို့တွင်ကြည်ကြက်အုပ်ချုပ်ရသူများမှာအဝေးမြို့ဝန်မြို့တကြီးစသူများဖြစ်သည်ထိုခေတ်အခါကပင်နတ်မောက်ကြောက်ပတောင်းဆိုတော့မြို့ကြီး၃မြို့ကိုအဝေးမြို့ဝန်ကအုပ်ချုပ်ပြီးမြို့တကြီးနှင့်၎င်း၏လက်အောက်ကလန်အဝမ်းခေါ်အမှုရန်တို့လည်းရှိသည်တခါတရံပင်းမြို့ဝန်တီးရန်ရှိ၍တခါတရံနတ်မောက်နှင့်တွဲ၍နှစ်မြို့ဝန်တခါတရံကြောက်ပတောင်းနှင့်တွဲ၍သုံးမြို့ဝန်စသဖြင့်ရှိသည်ပင်နတ်မောက်ကြောက်ပတောင်း၃မြို့မှာမြို့တကြီးမင်းများမှာဂုံတိတ်ခါအာဏာရရှိသူတမာရီရှိပုဂ္ဂိုလ်များဖြစ်ကြသည်ရှေးခေတ်အခါကမြို့တကြီးဟူ၍မခေါ်ဘဲမြို့မင်းကြီးဟူ၍တယိုတရီခေါ်ဝေါ်ကြလေသည်ဥပမာကြောက်ပတောင်းမြို့မင်းကြီးပင်းမြို့မင်းကြီးဟူ၍ခေါ်ခဲ့ကြသည်တို့တော့ကြောက်ပတောင်းမြို့မင်းကြီးပင်းမြို့မင်းကြီးဟုမြို့ကိုပုတ်ဖြတ်လွဲလာတော့အခါမြို့မင်းကြီးမြို့တကြီးမှမင်းကြီးဖြစ်သွားသည်အလားတူပင်းမြို့မင်းကြီးမှပင်းမြို့မင်းကြီးဖြစ်သွားသည်မင်းကြီးနှင့်မြို့မင်းကြီးတို့ကွာခြားမှုမှာမင်းကြီးကမြို့တကြီးတို့ထက်ဂုဏ်ချင်းများစွာကွာခြားပေသည်မင်းကြီးအတွင်းဝန်များကလွတ်တော်မှတကူပြတ်နှံ့ရာတနိုင်ငံလုံးကိုအုပ်ချုပ်နိုင်သူဖြစ်၍မြို့တကြီးနှင့်အဝေးမြို့ဝန်တို့ကမိမိတို့အုပ်ချုပ်ရတော့မြို့တစ်မြို့နှင့်သာတက်ဆိုင်အာဏာပေးနိုင်သူများဖြစ်သည်အဝေးမြို့ဝန်များမှာလည်းလွတ်တော်ဝန်ကြီးတို့အစဉ်အတန်းမျိုးမဟုတ်ဝန်စုမူးစုခေါ်တော့လက်အောက်ခံအုပ်စုအမှုရန်များတာဖြစ်ကြပေသည်ပင်အတွင်းဝန်ဥစ္စာငိမ့်၏ဇနီးအတွင်းဝန်ကတော်ကြီးမှာမွေးချင်း၃ဦးရှိ၍အကိုအကြီးဆုံးဖြစ်သူမှာလင်္ကာယာမဆရာတော်ဘုရားဖြစ်ပါသည်ဒုတိယသမီးအလက်မှာပင်အတွင်းဝန်ကတော်ကြီးဖြစ်ပါသည်တတိယသမီးအငယ်မှာနိုင်ငံခြားဝန်တော်ဦးချိတ်၏ဇနီးဝန်တော်ကတော်ကြီးဖြစ်ပါသည်၎င်းတို့၏မိခင်မှာမမပုဖြစ်၍မမပု၏ညီမအရင်မမဥမှာလည်းတာရမီ၃ယောက်ထွန်းကားပြီးအကြီးဆုံးပထမသမီးကမမခိုင်ဒုတိယသမီးကအမာတော်ရေးကြော်တတိယသားမောင်ဘိုးကြီးဖြစ်သည်ပင်ခင်ခင်ကြီးနမ်းမတော်ကြီးစုဖျားလက်ထံခါစားနေထိုင်သောအခါသူ၏အတော်မမခိုင်မှာအသူအဆောင်တော်မှာလိုက်၍နေထိုင်စောင့်ရှောက်ရပါသည်မမခိုင်၏မိခင်ဖြစ်သူမမဥ၏ခင်ပွန်းမှာဝန်စရေးကြီးဥအေးဖြစ်ပါသည်ဥအေး၏နှမအရင်မဲပိုင်းသည်ပ
ကံမင်းအကြီးတော်ဦးမုံနှင့်တင့်မြတ်တဖြင့်တောင်ငူခရိုင်ဝန်ဦးဖာဝတ်မဆက်မျိုးစားဝန်ထောက်ဦးလက်တန်တော်စင့်ကြော်ခင်မိမိစရေးတော်ကြီးဥချစ်ကလေးတို့ကိုဖွားမြင်တဖြင့်မင်းတော်မင်းတရားကြီးနှင့်ဒီဘောမင်းတရားတို့မင်းနှစ်ပါးလက်ထက်စလုံးတွင်အစဉ်ဆက်အမှုထမ်းရန်အထူးသူကောင်းပြုခြင်းခံရသူများဖြစ်ကြပါသည်ဒိုင်းခင်ခင်ကြီးမိခင်ဒိုင်းအတွင်းဝင်ကြော်ကြီးမှာကြမ်းမာရေးမကောင်းသူဖြစ်သည်မိရဲ့ယောဂကြောင့်ခြေတစ်ဖက်လည်းမတန်မစွမ်းရှိသည်ထို့ကြောင့်နန်းတွင်ရှိသမီးနှင့်အတူလိုက်ပါစောက်ရှောက်နေထိုင်ခြင်းမပြုနိုင်သဖြင့်တခါတရံမှတာလာရောက်ခစားတရာစုဖျားလက်ကလည်းဒိုင်းအတွင်းဝင်ကြော်ကြီးအားကျမ်းမာရေးမကောင်းသည်ကိုအကြောင်းပြုလျက်ခွင့်လွှတ်ခြင်းပြုသည်တောင်တမန်လဲစားရွှေတိုက်ဆိုးကိုဖေငယ်ကမူနှမရင်းချပါမှာခင်မင်ရင်းနှီးသူဖြစ်၍ခင်ခင်ကြီးအားဂယုတဆိုင်ပြုစုယူရလေရှိသည်ဒိုင်းအတွင်းဝင်ကြော်ကြီးထံသို့လည်းမကြာခဏသွားရောက်ကခင်ခင်ကြီးစုဖျားလက်ထံ၌ကျမ်းမာပျော်ရွှင်စွာခစားနေထိုင်လျက်ရှိကြောင်းသတင်းပို့လေရှိသည်ဒိုင်းအတွင်းဝန်သမီးခင်ခင်ကြီးနှင့်တင်းအတွင်းဝန်သမီးခင်ခင်ကြီးတို့နာမည်သူရသောအကြောင်းမှလည်းရတနာပုံကဲ့နန်းတွင်ယဉ်ကျေးမှုထုံးတမ်းအစဉ်လာရာမူမျိုးမတ်မျိုးသားသမီးအမှန်လျင်သားများကိုမောင်မောင်သမီးများကိုခင်ခင်ဟူ၍ကြီးခေါ်လေရှိသည်သားကြီးဖြစ်လျင်မောင်မောင်ကြီးအလက်ဆိုလျင်မောင်မောင်လက်အငယ်ဆိုလျင်မောင်မောင်ကလေးသမီးများကိုလည်းထိုနည်း၎င်းအကြီးကိုခင်ခင်ကြီးအလက်ကိုခင်ခင်လက်အငယ်ကိုခင်ခင်လေးတဦးတည်းသောသားသမီးဆိုပါကမောင်မောင်ကြီးနှင့်ခင်ခင်ကြီးစသဖြင့်ခေါ်ကြသည်ဤတွင်အားလုံးနာမည်တွေတူညီနေကြပြန်ရာအဖအမည်သို့မဟုတ်မိမိတို့စားရတော့မြို့ရွာနာမည်ကိုတက်၍ခေါ်ကြရပြန်ပါသည်ဥပမာဒိုင်းအတွင်းဝန်သမီးဖြစ်၍ဒိုင်းခင်ခင်ကြီးပင်အတွင်းဝန်သမီးဖြစ်၍ပင်ခင်ခင်ကြီးရွှေပြည်မင်းကြီးသမီးကိုရွှေပြည်ခင်ခင်ကြီးမိုင်းခိုင်အတွင်းဝန်သမီးကိုမိုင်းခိုင်ခင်လေးကြီးစသဖြင့်ခေါ်ကြရသည်သားများကိုလည်းအဖ၏ဂုံတူးကိုအစွဲပြု၍မောင်မောင်ကြီးခင်မောင်ကြီးစသည်တို့တွင်ကြောင်မြောင်းအတွင်းဝင်မင်းသားဆိုလျင်ကြောင်မြောင်းခင်မောင်ကြီးဟင်္ကမော်မျိုးစားသားဆိုလျင်ဟင်္ကမော်မောင်မောင်ထင်းနန်းတွင်ယဉ်ကျေးမှုအရာမူမတ်သားသမီးမှန်လျင်ခင်ခင်နှင့်မောင်မောင်ဟူ၍တာဖြစ်ရသည်အပြိုတော်များကိုမူအားလုံးကိုခင်လေးဟုခေါ်ကြရပြီး၎င်းတို့စားရတော့မြို့ရွာအမည်ကိုတက်ကမတရားခင်လေးပုံးမှုခင်လေးညောင်လခင်လေးပန်းတော်ချင်းခင်လေးစသဖြင့်ခွဲခြားခေါ်ကြယူထုံးစံရှိခဲ့လေသည်၎င်းတို့တွင်ဘရင်ဤပေးပွဲချီးမြှင့်ထားသောရွှေတိုက်စရင်ဝင်ပွဲများလည်းတည်ရန်ရှိကြလေသည်မင်းတော်မင်းတရားကြီးသမီးတော်မြေးတော်များနှင့်အိမ်ရှိကနောင်မင်းကြီးသမီးတော်မြေးတော်တို့၏ပွဲအမည်များကိုရွှေတိုက်စရင်ဝင်ပွဲများကိုစီရှိကြသည်ကြီးပင်ဖြစ်တော်လဲထိုပွဲရှေကြီးများကိုအမြဲသုံးဆွဲခြင်းမရှိကြပေတာတော်ကြီးများဖြစ်တော်မက္ခရာမင်းသားကြီး30မင်းသားကြီးမှအစတာတော်ငယ်များဖြစ်ကြသူတာကရာမင်းသားတိဘောမင်းသားများအထိမက္ခရာကိုတော်ကြီး30ကိုတော်ကြီးတိဘောကိုတော်စသဖြင့်သုံးဆွဲခေါ်ဝေါ်ကြရသည်သမီးတော်များကိုလည်းမိဖုရားကောင်းကြီးကဖွားတော်မူလင်စုဖျားဟုခေါ်သည်စလင်းစုဖျားပြင်နိုင်စံမှာမိဖုရားကောင်းကြီးကဖွားမြင်သူမဟုတ်တော့လေအထူးတရားတော်မူခြင်းဖြင့်ပြင်နိုင်စံမင်းသမီးအရာမြောက်စားထားခြင်းကြောင့်စလင်းစုဖျားဟုခေါ်ရခြင်းဖြစ်သည်ရှင်ပြူမရှင်မိဖုရားကြီးသမီးတော်များကိုလည်းမိဖုရားကောင်းကြီးမရှိသည့်နောက်ဒုတိယမိဖုရားကောင်းကြီးအတုံးဆောင်အခွင့်အရေးများရရှိထားသူဖြစ်ခြင်းမူလကပင်စัจ जा ဒေဝီမိဖုရားကြီးမှလွဲလင်ရှိသမျှမိဖုရားတို့ထက်အခွင့်အရေးရရှိသူဖြစ်ခြင်းတို့ကြောင့်သမီးတော်များကိုစုဖျားကြီးစုဖျားလက်စုဖျားလေးစသည်ဖြင့်အထူးပြု၍ခေါ်ကြရခြင်းဖြစ်လေသည်ရတနာပုံခေတ်တွင်ယဉ်ကျေးမှုအရာကြံမိဖုရားများ၏သမီးတော်များကိုမူထိတ်ခေါင်တင်သက်၍ခေါ်ရသည်ကြည်ပင်
ထိတ်ခေါင်တင်ခြင်းအမည်တူနေတော့ကြောင့်၎င်းတို့စားရသောမြို့ရွာများကိုအမည်ရှိမှထား၍ခွဲခြားခေါ်ဝေါ်ကြရသည်ဥပမာသမီးတော်အကြီးဆုံးဖြစ်သူချွန်းတောင်မျိုးစားကိုချွန်းတောင်ထိတ်ခေါင်တင်ကန်နီမျိုးစားကိုကန်နီထိတ်ခေါင်တင်မင်းသက်မျိုးစားကိုမင်းသက်ထိတ်ခေါင်တင်စသဖြင့်ဖြစ်လေသည်အလားတူပင်အိရှိဆန်ကနောင်မင်း၏သမီးတော်ကြီးတို့အားထိတ်ခေါင်တင်ဟုပင်ခေါ်ကြရ၍မြို့ရွာစားရခြင်းကိုခွဲခြားပြီးကြောက်ပတောင်းမြို့ကိုစားရလင်ကြောက်ပတောင်းထိတ်ခေါင်တင်မင်းပြင်မြို့ကိုစားရလင်မင်းပြင်ထိတ်ခေါင်တင်ထန်းသာမြို့ကိုစားရလင်ထန်းသာထိတ်ခေါင်တင်စသည်ဖြစ်၏မြေတော်များကိုမူထိတ်တင်ဟူ၍တာရှိသည်ခေါင်မပါတော့ပြီထိတ်တင်ခြင်းသူလင်အမိအမည်ကိုယူ၍သုံးရသည်ဥပမာကြောက်ပတောင်းထိတ်တင်မာကြီးစသဖြင့်ဖြစ်ပါသည်မြေတော်များမှတဆင့်မျိုးဆက်ပြန်ပွားရာ၌လည်းအမျိုးအနွယ်၏ထုံးတမ်းအစဉ်လာကိုထိန်းသောအဖြစ်တင်ဟူသောအသုံးကိုဆက်လက်သုံးကြရသည်ဥပမာတင်မာကြီးတင်မလက်တင်မာလီတင်တင်ဆွေတင်ဦးကြီးထိတ်တင်ဖြူတင်မောင်ကြီးစတော့အမည်များဖြင့်ထိန်းသိမ်းထားကြရမှာအင်္ဂလိပ်ခေတ်ရောက်ပြီးတဲ့နောက်တစမြည်တူမဆို၎င်းတင်နှင့်ခင်တို့ကိုအမည်တွင်ထဲတွင်အသုံးပြုခဲ့ကြပြီးဖြစ်လေသည်အပြိုတော်ဟူရာ၌လည်းစัจ जा ဒေဝီမိဖုရားကြီးမှန်နှံအပြိုတော်များမှာမိဖုရားတမျှအစစ်မြင့်လာပေသည်အခြားတာမန်အပြိုတော်ကြီးများထက်လည်းအခွင့်အရေးရှိကြလေသည်နမတော်ဝန်ပိဋကတ်တော်အုပ်မိုင်းခိုင်းမျိုးစားအတွင်းဝင်မင်း၏သမီးများဖြစ်ကြတော့မှန်နှံအပြိုတော်ကြီးစာတော်ဖက်သူပတ္တာဘွဲ့ခံမိုင်းခိုင်းခင်လေးကြီးနှင့်ညီမမှန်နှံအပြိုတော်ကြီးသူ့နေမာဘွဲ့ခံမိုင်းခိုင်းခင်လေးလက်တို့သည်စัจ जा ဒေဝီမိဖုရားကောင်ကြီးမှန်နှံအပြိုတော်ကြီးများဖြစ်ကြရာစัจ जा ဒေဝီမိဖုရားကောင်ကြီးနိုင်ရွာဆံပြီးတဲ့နောက်အခြားမိဖုရားများအထူးသဖြင့်စင်ပြူမရှင်မိဖုရားကိုမှန်နှံဆောင်ကြီး၌နေခွင့်မပေးတော့ပဲအဆောင်တော်ကြီးကိုမိဖုရားကြီးစံနေစဉ်ကအသုံးဆောင်များတိုင်းဆက်လက်ပြင်ဆင်ထားရှိပြီးအပြိုတော်ကြီးများကရခင်အတိုင်းလာရောက်ခါစားပြုပြင်မွမ်းမံနေစေတော့သည်သူပတ္တာဘွဲ့ခံမှန်နှံအပြိုတော်ကြီးမိုင်းခိုင်းခင်လေးကြီးကမှန်နှံတော်တွင်ဝတ္တရားမပြတ်ဆက်လက်နေထိုင်ခါစားနေရသည်တို့တော့ညီမဖြစ်သူသူ့နေမာဘွဲ့ခံမှန်နှံအပြိုတော်ကြီးမိုင်းခိုင်းခင်လေးလက်မှာဝတ်မဆွတ်မျိုးစားဝန်တောင်မင်းနှင့်အင်းဝမြို့စရေးအရာနှင့်ရှိစဉ်ကပင်လက်ထပ်လိုက်ပြီးဖြစ်သောကြောင့်မှန်နှံအပြိုတော်ကြီးအဖြစ်ဆက်လက်အမှုထမ်းခြင်းမပြုတော့ပေဒီပေါ်မင်းရလက်ထက်တွင်မှန်နှံအပြိုတော်ဟူ၍မရှိတော့မထားတော့ပေအချို့ဝန်ကြော်များနန်းတွင်၌ဝန်ထွက်ခါစားကြစေကမူဝတ်မဆွတ်မျိုးစားဝန်ထောက်ကြော်ကြီးမိုင်းခိုင်းခင်လေးလက်မှာတားငယ်သမီးငယ်များကြောင့်ဝင်ရောက်ခါစားခြင်းမပြုနိုင်သဖြင့်နှစ်စဉ်ဝါဝင်ဝါကျွတ်နှစ်တစ်ကူကြော့ခံမင်းခံမင်းသားရှိသောအခါတို့တွင်မှရရှိထားသောအဆောင်အယောင်အခမ်းအနားများကိုဝတ်ဆင်အသုံးပြုလျက်ပွဲသက်မင်းကြော်ကြီးများနေရာတော်နေခွင့်ပြုထားသောအဆင့်နေရာတွင်လာရောက်ပွဲဝင်ခါစားခြင်းပြုရလေသည်ဘုရင်မင်းကတရားတော်မူ၍မင်းသားအစီအနှင်းအဆောင်ရွက်ပေး၍မင်းသားပြုထားသည့်ဆွေတော်မျိုးတော်မဟုတ်သူများလည်းရှိသေးရာမင်းတော်မင်းတရားလက်ထက်တွင်လည်းရှိခဲ့ဘူးသည်သူတို့ကိုယမနေမင်းသားဟုကြွယ်ရတွင်ပြည့်ရည်ပြု၍ခေါ်ကြသည်ကျုပ်သေးစဉ်တွင်မင်းသားရုပ်ထုလုပ်သောအခါယမနေသားကိုထုလုပ်လေရှိသည်ဖြင့်မင်းသားအစ်စ်မဟုတ်သူကိုယမနေသားထုလုပ်ထားသောမင်းသားအယုတ်နှင့်တင်စား၍ခေါ်ကြခြင်းဖြစ်ပါသည်ဒီပါမင်းတရားလက်ထက်တွင်လည်းအိမ်တော်မှာငဲကျွန်းရင်အကျိုးတော်လိုလားလှသူကြေးတိုက်တော်မှထမ်းထုတ်ပေးဝင်သူမောင်မောင်တုတ်ကိုအထွက်အမြတ်တို့ရောက်တော့အခါလူယုံတော်လက်သုံးတော်ကြီးအဖြစ်နှင့်၎င်းမင်းသားအသုံးဆောင်ခွင့်ရေးများပေးသည်ဖြင့်ရှင်တော်မင်းသားဟူ၍တကူအာနာနှင့်အခွင့်အရေးများစွာရရှိပြီးဘုံအလွန်ကြီးခဲ့သည်မောင်မောင်တုတ်၏ညီရင်ဖြစ်သူမောင်မောင်ပြောင်းကိုလည်းပင်နာမျိုးစား
လက်သုံးတော်ကြီးအရာနှင့်အတူမင်းသားအဆောင်အယောင်အခွင့်အရေးများပေးတော့ကြောင်းပင်နာမင်းသားဟူ၍ထင်ရှားခဲ့လေသည်ထိုမှတပါတိုင်းနာမင်းကြီးပထမသမီးပရိန်းတခင်ဒုတိယသမီးကြောင်မြောင်းအတွင်းဝင်ကတော်တို့အပြင်တတိယမြောက်သားတဦးကိုလည်းကျွန်တော်မင်းသားနှင့်ပင်နာမင်းသားတို့ဤသူကြောက်ဆောင်မြို့ကိုမြို့စားပေး၍မင်းသားခံထားခြင်းကြောင့်ကြောက်ဆောင်မင်းသားတဦးလည်းရှိသေးသည်တိုင်းနာမင်းကြီးတို့မိသားစုတစ်မြုံလုံးကိုတီဘောမင်းရားနှင့်နတ်မတော်စုဖျားလက်တို့ကအထူးယုံကြည်တရားတော်မူခဲ့ကြလေသည်ထိုမင်းသားများရှိသည့်အနက်တွင်ကြောက်ဆောင်မင်းသား၏လုပ်ရက်များကိုအထူးအထွေမရှိခဲ့တော့လေကျွန်တော်မင်းသားကြီးမောင်မောင်တုတ်၏တကောအရှိန်အဝါနှင့်လုပ်ရက်များကရာဇဝင်တွင်အတိအလင်းအကျယ်တဝင့်မရှိမပါစေကမူတမိုင်းတင်လောက်သောလုပ်ရက်များအများအပြားကြံ့ရစ်ခဲ့စေသည်တီဘောမင်းနှင့်စုဖျားလက်တို့အလိုကျဖြစ်သည့်ကိစ္စမှန်သမျှကိုမိရုမျက်နာကိုမျှမထောက်ပေါက်မြောက်အောင်မြင်စွာအကျိုးတော်ဆောင်ခဲ့ရာတွင်လည်းထင်ပေါ်ကြော်စောခဲ့သူဖြစ်သည်တကောရှိသမျှအာနာရှိသမျှထပ်ပင်ပုံမူ၍အသုံးပြုခဲ့ရာတွင်လည်းနှစ်ယောက်မရှိဟုဆိုစမတ်ပြုလောက်အောင်ဖြစ်ခဲ့သည်အထူးသဖြင့်ရနောင်မင်းသားမောင်မောင်တုတ်မှာမယားတွေအမြောက်အများယူရာတွင်လည်းအကြောင်းကြောင့်အလွန်ပင်သတင်းကြီးခဲ့သူဖြစ်လေသည်ထို့ကြောင့်ပင်မိဖုရားကြီးစုဖျားလက်၏တလင်တမယားစနစ်ဖန်တီးလိုသောရည်ရွယ်ချက်ကိုသူကမပြတ်ပြတ်လေအောင်တစ်ဖက်မှလက်သိပ်ထိုးတိတ်တခိုးပြုမှုဆောင်ရွက်လိုလူလည်းဖြစ်လေသည်ရှင်းတို့ရနောင်မင်းသားမောင်မောင်တုတ်ကလှုပ်เสียရှိသမျှတို့ကိုထက်ထက်မြက်မြက်မကြောက်မဆုပ်လုပ်ခဲ့သမျှမင်းသားစည်းစိမ်ကိုတမြိန်တဝါကြီးခံစားလျက်လက်ဝဲလက်ရာမရအမြောက်အများခြံရံကနေခဲ့သလောက်သူ၏ညီအရင်ခောက်ခောက်ဖြစ်သူပင်နာမင်းသားမောင်မောင်ဖြောင်းမှာအလွန်တရာအေးချမ်းငြိမ်သက်စွာနေထိုင်တတ်သူဖြစ်လေသည်ညီကိုအရင်ဖြစ်တော်လဲရုပ်ရည်ချင်းလဲကွာခြားလျက်စိတ်နေစိတ်ထားများခြင်းလဲမိနှင့်ရေပမာတတိတခြားစီဖြစ်သည်ညီကိုချင်းဖြစ်၍အလုံးအရက်ချင်းတူစေကမူမောင်မောင်တုတ်ကအသားညိုစိမ့်စိမ့်တွင်မျက်နှာ၌ကြောက်ပေါက်ရာအနှဲငယ်ရှိသည်အရက်သေးစာလဲတောက်တတ်သည်ပင်နာမင်းသားမောင်မောင်ဖြောင်းကတေကြီးအရက်ကိုမဆူထားပြီးဆက်လိုက်ပင်တောက်တတ်သူမဟုတ်ရုပ်ရည်အားဖြင့်လဲအတဝါမျက်ခုံးစိမ့်စိမ့်နှွဲ့နှွဲ့နောင်နောင်ရင်ဆဆရှိသည်သူ့ရုပ်ရည်မျိုးကိုရည်ရွယ်၍ရောမင်းကြီးကပင်ရှေ့ခေတ်ကလက်သုံးတော်များကြားကြားနှင့်တတိရှိလာသည်ခုခေတ်လက်သုံးတော်များကြည့်လိုက်ရလျင်ဖတ်၍နန်းကျင်စိတ်ပေါက်တပြားဟုဆိုဘူးသည်မောင်မောင်ပြောင်းစိတ်နေကလည်းနူးညံ့သည်အေးငြိမ်ငြိမ်နေတတ်သည်ကြပြာဂီတကိုနှစ်ချိုက်တတ်သည်အကိုမောင်မောင်တုတ်ကမယားများသလောက်သူကတော့မယားတယောက်တည်းကိုအမျက်တနိုးအရေးကြည့်၍ချစ်နေတဲ့သူဖြစ်သည်ပင်နာမင်းသား၏မယားဖြစ်ခြင်းကြောင့်သူ့ကိုလည်းပင်နာမင်းသမီးဟုခေါ်ကြသည်ကြပြာဂီတနှင့်စာပေများရေးသားတတ်သည်ရုပ်ကလည်းလှ၍လင်းနှင့်မယားရှေ့သွားနောက်လိုက်ညီလာသည်ဟုသူတို့လာလျင်တမင်တကာစောင့်ကြည့်နေကြသူများပင်ရှိသည်ပင်နာမင်းသမီး၏နာမည်မှာခင်ဖူးဖြစ်ပါသည်အလွန်ဝင်ကြီးသမီးလည်းဖြစ်သည်ခင်ဖူး၏အမအရင်ဖြစ်သူမှာတီဘောမင်းလက်ထက်လေသင်းအတွင်းဝင်ကတော်ကြီးဖြစ်ပါသည်ပင်နာမင်းသမီးခင်ဖူး၏လက်ရသေးထက်များအလွန်ခက်စားခဲ့သည်ပင်နာမင်းသားမောင်မောင်ဖြောင်းနှင့်ပင်နာမင်းသမီးခင်ဖူးတို့မှာတာသမီ9ယောက်ထွန်းကားခဲ့ရာအကြီးဆုံးသမီးခင်ခင်ကြီးမှာ10နှစ်သမီးအရွယ်တီဘောမင်းလက်ထက်တောင်တာမြို့ကိုစားရတော့အပြိုတော်ငယ်တဦးဖြစ်၍တောင်တာခင်ခင်ကြီးဟုခေါ်ကြလေသည်ပင်နာမင်းသားမောင်မောင်ဖြောင်းသည်အေးချမ်းစွာနေရသူဖြစ်၍မောင်မောင်တုံးနှင့်အတူဖန်ဆီးထားခြင်းခံခဲ့ရဘူးတော့လေနောက်ပိုင်းတွင်အပြစ်မရှိဟုဆို၍ထောင်မှလွှတ်လိုက်သည်ဖြင့်ချမ်းသာစွာနေခဲ့ရပြီးအင်္ဂလိပ်နယ်ချဲသို့လက်အောက်ရောက်၍နှစ်တန်ကြားမှကွယ်လွန်သွားခဲ့သူဖြစ်ပါသည်